မင်္ဂလာပါဗီယက်နမ်နိုင်ငံကဒါနမျိုးလေးကိုကျွန်မအရင်သွားတော့က၄ရက်မြောက်နေ့မှာအိန္ဒိယကိုနေခဲ့တဲ့ဆိုတာလေးကိုအားလုံးကိုညဝပေးချင်ပါတယ်ဒီ၄ရက်မြောက်နေ့ကတော့ကျွန်မကဒီဒါနမျိုးအနီးတစ်ဝိုက်ကနေရာတွေကိုပဲကိုယ့်အစီအစဉ်နဲ့ကိုနေခဲ့တာဖြစ်တယ်ပြန်တိုး package နဲ့မှသွားခဲ့တာမဟုတ်ဘူးအဓိကကတော့ Grab နဲ့သွားတယ်ပေါ့နော်တယောက်တည်းဖြစ်တော့ဒီ Grab ဆိုင်ကယ်စီးရဲ့အခါလည်းရှိရယ်ကားနဲ့သွားတဲ့အခါတွေလည်းပဲရှိပါတယ်အခုရှိတာကဒီဗီယက်နမ်ဒီဒါနန်က Grab ကတော်တော်လေးဈေးကမသိနေလို့ပြောလို့ရတယ်ပြောရရင်မြန်မာနိုင်ငံက Grab taxi တဲ့ကိုသူကဈေးထက်ဝက်တက်တာတဲ့အတွက်ကြောင့်သွားရတာအဆင်ပြေတယ်အရင်ကြီးကုန်ကြစည်အများဘူးကျွန်မပထမဆုံးအနေနဲ့တော့ဒီ Suntra Mountain ဆိုရဲပေါ့နော်အဲ့ဒီတောင်ပေါ်မှာရှိတဲ့ဒီ Lady Buddha ကိုသွားပြီးတော့မှဒီဖိုးမြော်ခဲ့တယ်ပေါ့နော်အဓိကဒီဗုဒ္ဓရုပ်ပွားတော်ကအမျိုးသမီးပုံစံပေါ့ Lady Buddha လို့အဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ခေါ်ဆိုတာဖြစ်တယ်အဲ့ဒီနေရာလေးကိုသွားလဲခဲ့တယ်အဓိကဒီနေရာကသူ့ရဲ့ဒီပတ်ဝန်းကျင်ပေါ့နော်ဒီရုပ်ထုရှိရဲ့တောင်ပေါ်ရဲ့ဒီပတ်ဝန်းကျင်ရှုခင်းမှာဆိုရင်တောင်တွေလည်းမြင်ရတယ်နောက်ပင်လယ်လည်းမြင်ရတယ်တော်တော်ကိုပတာရရှိတဲ့အတွက်ကြောင့်ဓပုံရတာလည်းတော်စင်ပြေတယ်လှတယ်ပြီးတော့သွားပြီးတော့မှကိုကဒီမောဘန်တမျှတွေကိုပေါ့နော်ပင်လယ်လေးကိုရှူရင်းနဲ့တောင်ပေါ်မှာအနားယူလို့ရတဲ့ဒီ vibe ကိုရတဲ့အတွက်ကြောင့်တော်တော်လေးပတာရရှိပြီးတော့တကယ်စိတ်ကြည်ရတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်
ဒုတိယနေရာအနေနဲ့တော့အဲ့ဒီလေဒီဗုဒ္ဓနဲ့အနီးမှာရှိတဲ့တောင်ပေါ်ဖြစ်တဲ့ Monkey Mountain ပေါ့နော်အဲ့ဒီနေရာကိုသွားဖြစ်ပါတယ်ဆို Monkey Mountain ကတော့သူကဟိုတယ်တစ်ခုထဲမှာရှိနေတဲ့လူတွေသွားလည်လို့ရတယ်နောက်ဒီမြောက်တွေကိုကြည့်လို့ရတယ်ပေါ့နော်တခြားတော့ဗမာတော့တိတ်လုံးလို့မရဘူးသူ့ဝိမယ်လည်းပဲဒီမှာရှိနေတဲ့မြောက်တွေကတကယ်ရှားပါးတရိတ်ဆန်ရှားပါးမျိုးရင်းဝင်တွေပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီမျိုးရင်းဝင်တွေကိုပြည့်ပြည့်ချာချာထိန်းသိမ်းထားတဲ့နေရာပြီးတော့ကိုမွန်မှုရဲ့ဒီ Monkey နဲ့မြောက်အမျိုးအစားတွေကိုမြင်ရတဲ့အတွက်ကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ကိုကအတွေ့အကြုံအသစ်ဆန်းလေးရတယ်ပြီးတော့ဒီကလေးလေးကိုကြည့်ရတာလည်းတော်လေးလေးကြည့်လို့ကောင်းပါတယ်နေ့လယ်စာနေလို့ရဒီဗီယက်နမ်ရဲ့နာမည်ကြီးပေါ့နော်ဖာဆိုတော့ဆန်ခောက်ဆွေးကိုစားခဲ့ပါတယ်ဆိုဒီဆန်လေးကတော့နောက်မှာတော့ကျွန်မနာမည်လေးဖော်ပြထားတယ်သူရဲ့လိပ်စာရောပေါ့နော်ကိုပါလို့ခေါ်တယ်ဒါဆိုင်လေးရဲ့တဲ့ရဲ့ကြီးဖြစ်တယ်ဟိုတာမန်လန်ဘေးယာဆိုင်နေတဲ့ဆိုင်တော့ဆေးနည်းနည်းလေးကြီးရယ်ဒါပေမဲ့လည်းအေကွန်နဲ့တဲ့ရဲ့ရှိရယ်ဟိုသူတို့ပြင်ဆင်တာလေးလည်းပဲတက်တက်ရှင်းရှင်းရှိရယ်ဆိုတာနဲ့စားရတာအဆင်ပြေပါတယ်ကျွန်တော်တော့ဒီလိုမျိုးအစီမပါတွေကြိုက်တော့ဗီယက်နမ်ရဲ့ဒီပါတော့ကိုယ့်ရဲ့တကယ်ကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုဖြစ်နေတာပေါ့နော်ဒီဒါနဲ့ရဲ့နာမည်ကြီးကမ်းခြေတစ်ခုဖြစ်တဲ့ Monkey Beach အဲ့ဒီကိုသွားခဲ့ပါတယ်အဲ့ဒီကမ်းခြေမှာသူကလုပ်စရာ activity တွေအများကြီးပဲပေါ့နော်ရေကစားတာတွေအပြင်တခြားဒီ activity အများကြီးရှိတယ်ဆိုတော့တကယ်တော့ပြောဖို့ကောင်းတယ်ဒါပေမဲ့တစ်ခုရှိတာအဲ့ဒီကျွန်တော်သွားရင်းကတော့မိုးရွာနေတယ်ပေါ့မိုးဖွဲရွာနေတော့အရင်ပြီးတော့ဟိုဒီကမ်းခြေရဲ့အလှပကိုတခြားမမြင်ရဘူးပေါ့နော်ဥမာဟိုဒီ sunset view တွေဒါတွေတကယ်အရောင်စုံတဲ့ color စုံတဲ့အဲ့လိုအလှပတွေတော့တခြားမခံစားခဲ့ရဘူးဒါပေမဲ့လည်းပဲဒီတောင်ပေါ်လေးကိုသွားရတယ်ကမ်းခြေလေးပဲသွားရတယ်ဆိုတာလေးမျိုးဒီခီးကတော်တော်ကိုပြောစရာကောင်းတဲ့ခီးတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်မပြောချင်ပါတယ်
กินบุกไปนะตัด